လူငယ်လေးကသူ့ချစ်သူရဲ့ခန္ဓာကိုယ်ကိုငွေကြေးနဲ့ရစ်ပတ်ထားပါတယ်လေပင်တဝိုက်ထိပါသူဒီလိုလုပ်ခဲ့တာပါဘာဖြစ်လို့လဲဆိုတော့ဒီငွေတွေကသူတို့ဓာတ်မြတိုက်တာကရတဲ့ခိုးငွေတွေဖြစ်လို့ပါဒါကရဲတွေစီကနေလွတ်ဖို့အကောင်းဆုံးနည်းလမ်းပဲငွေတွေကိုဝှက်ပြီးတဲ့နောက်လူနှစ်ယောက်ဟာလေစိတ်ထဲကိုတီးတန့်ဝင်လာခဲ့ကြတယ်အမျိုးသမီးကလည်းကောင်တာမှာစည်ရင်သွင်းဖို့ကိုဝင်ဆောင်ဟန်ဆောင်ခဲ့တယ်ဒီကာလအတွင်းလူနှစ်ယောက်ဟာဆက်သွယ်မှုမပြုခဲ့ကြဘူးအမျိုးသမီးကတက်လေကားထဲဝင်တဲ့အထိသူမဟာလူငယ်ကိုပြန်မကြည့်ရဲခဲ့ဘူးမထင်မှတ်ပဲခုနကစည်ရင်သွင်းမှုပြီးဆုံးသွားတဲ့လူငယ်ကိုဒါကသူ့ရဲ့ပထမဆုံးပတ်ကိုတုံးတာဖြစ်နေတာကြောင့်ရက်ခိုင်းလိုက်တယ်ရဲကနိုင်ငံခြားသွားတဲ့ရည်ရွယ်ချက်ကိုမေးမြန်းတယ်ဒီအခင်းကိုမြင်တဲ့အခါအမျိုးသမီးကအရန်စိုးရိမ်နေခဲ့တယ်ဒါပေမဲ့သူတို့ဆက်ဆံရေးကိုမဖော်ထုတ်ခံရဖို့အတွက်အမျိုးသမီးကသူမကိုသူမနောက်ပြန်မကြည့်အောင်ထိန်းချုပ်ခဲ့ရတယ်ကံကောင်းချင်တော့လူငယ်ကအရန်တည်ငြိမ်ပြီးရဲရဲ့မိကွန်းတွေကိုအသေးစိတ်ဖြေဆိုနိုင်ခဲ့တယ်နောက်ပြီးစစ်ဆေးမေးမြန်းမှုကိုလည်းချုံမောစွာဖျက်ဆီးနိုင်ခဲ့တယ်မကြခင်မှာပဲသူတို့နှစ်ယောက်ဟာလုံခြုံရေးစစ်ဆေးရေးနေရာကိုရောက်လာခဲ့တယ်ဒါကသူတို့အတွက်အစိုးရိမ်ဆုံးအဆင့်ပဲဘာလို့လဲဆိုတော့ဒီမှာဖော်ထုတ်ခံလိုက်ရင်သူတို့ရဲ့အစီအစဉ်ဟာဒီအချိန်မှာပြတ်သွားလိမ့်မယ်အမျိုးသမီးကတတုရှာဖွေရေးကိရိယာကိုဖျက်ဆီးသွားခဲ့တယ်ဒါပေမဲ့ရုတ်တရက်အတန်မြည်လာတယ်လူငယ်ရဲ့နှလုံးခုန်တန်းဟာချက်ချင်းလက်ချောင်းထိတက်လာခဲ့တယ်သူဟာအမျိုးသမီးကိုကြကြကြည့်နေခဲ့ပြီးနောက်ဆုံးမှာသူ့ကိုယ်သူအာယုံပြောင်းသွားအောင်ထိန်းချုပ်ခဲ့ရတယ်ကံကောင်းချင်တော့တတုရှာဖွေရေးကိရိယာကအမျိုးသမီးရဲ့လက်ဆွဲကြိုးကိုပဲတွေ့ရှိခဲ့တာပါသူမကလက်ဆွဲကြိုးကိုချုပ်ပြီးထပ်ဆန်းကြည့်တယ်တေချာတာပေါ့ရှာဖွေရေးကိရိယာကအတန်မြည်တော့တာမရှိဘူးသူတို့နှစ်ယောက်စိတ်ပြေရခဲ့ပြီးလုံခြုံရေးစစ်ဆေးမှုကိုချုံမောစွာဖျက်ဆီးနိုင်ခဲ့တယ်သူတို့ဟာလေရင်စီးတဲ့နေရာကိုရောက်တဲ့အထိသူတို့ဟာတယောက်ကိုတယောက်ပြန်ပြုံးပြရဲပြီးကြိုတင်ပျော်ရွှင်မှုကိုခံစားကြပါတော့တယ်